ပြီ ကြည့်ပြန်ပြီးတော့ပေးတာ baby ဝဲပေးတာနည်းနည်းတော့မှားပဲပေါ့ crossbow ပွင့်ချင်လို့အရင်ဆုံးပေးနေရလားပေါ့ချက်စောင့်လို့ကြည့်အောင် crossbow ပွင့်လိုက်တော့တော့မှားမယ် crossbow တော့ဘာကြောင့် AC ကိုရတယ် baby ကခံထားပြီးတကယ်ကိုကောင်းတယ်ဘော crossbow တွေဟိုကအကိုင်းတစ်ကောင်နဲ့ baby စီကိုပဲပြေးလာနေတာအဲ့ဒီမှာတစ်ဖက်ကိုပြန်ပြေးလာတယ်တော့ကြည့်နေပြီချက်ချင်းပဲပြတ်သွားမယ် Alice Bell ကိုထပ်ပြီးတော့ S4 တွေအေးထပ်ပြီးတော့ပိုင်နိုင်ခဲ့ပြီအဲ့တော့ Lang ရဲ့ river တစ်ဖက်တော့ Robert တေးဆုံးသွားခဲ့ပြီဒီဘောကထပ်ပြီးတပ်ဖို့ AC ကိုလာတော့ Oh my god UVD လက်အော်ဒီချိုင်းမှာတေဖို့တက်ကတော့တော်လေးကိုတေးကြတယ်နောက်တစ်ကောင်ကထပ်ပြီးတော့ထိန်းထားပြီးအကိုင်းဟာ game test ပေးထားတယ်ဆိုပြီး Alice damage ကိုချုံတော့ကမတွေ့ဘူးအေးအဲ့ဒီတော့မှ kit Ruby D ထပ်ပေါင်းပြီးတော့အကိုင်းကိုထပ်ပြီးတော့တပ်ပြသွားခဲ့ပြီဖြစ်ပါတယ် ဒါပေမဲ့ဒီမောကလုံးဝမသိသွားခဲ့ဘူးဒီမောမသိဘဲနဲ့ဂျိုး Explorator ဂျားထဲမှာတော့ Ace ကပြန်ပြီးတော့ပေးလိုက်ရတယ်အဲ့တော့ပြန်ပြီးတော့ Star Wars တိုက်ပေးလိုက်ကြမယ် Ruby DD ပြန်ပြီးတော့ပဲထိန်းထားချင်ဒါပေမဲ့ Explorator အရင်ဆုံးပြေးကြည့်ရ Ruby DD မဟုတ်ဘဲနဲ့ Kit ကိုဖြစ်နေခဲ့တယ်အဲ့တော့ပြေးနေဆိုရင်ပဲ baby နည်းနည်းလေးနှုတ်ကျသွားတယ်ဗျအဲ့တော့ပြန်ပြီးတော့ပဲထိန်းပေးထားတဲ့ဂျားထဲမှာ R7 မာနိုင်အောင်မလားဒါပေမဲ့နောက်မှတော့ဒီမောကတော့ပြန်လဲပြီးတော့ပါလာပြီဆိုတော့သူနည်းနည်းလေးပြန်ဟိုးဖို့တော့လိုနေပြီလော်နာဘက်တင်တစ်ခုမှနှစ်သင်းလုံးစိုင်သွားတာကောင်းသွားတယ်အတူပဲနှစ်သင်းလုံးကအကြရှုံးကိုရမ်းအောင်များသွားတာဗျအတုံးရှုံးပါပဲကျွန်တော်တို့ဘယ်လိုပြောလဲကွက်တီအကြရှုံးများသွား3កောင်စီပဲပေါ့နော်ဒါပေမဲ့ Alice let off လေးကတော်လေးတော့ကောင်းနေပဲဒီနေ့တော့ပါတယ်ဒီတော့သွေးတော့ short နာဒီ ဒီကဘူဘကကောင်းလေး first တော့မယူနိုင်အောင်လုပ်လို့တွေဒါတစ်ချက်စပဲလေးနဲ့ screen shot ပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကိုရေးယူအားကြီးတော့ try နေရမှာ Ruby DD နေတယ်ဝင်ဖို့ position လေးတော့ကြည့်နေ baby ရောသူ bat 3ကိုစပြီးတော့ဖွင့်နေရချိုင်းမှာ RQ နေတဲ့ baby ရောတန်းပြီးတော့ဖြတ်ချင်နေတဲ့အတိုင်းပဲတစ်ဖက်မှာလည်း body ခူထားပြီးရချိုင်းမှာ Barbie school သေးနေတယ် battle ဝင်လာဖို့တော့မလွယ်ဘူးအဲ့တော့ baby ကတော့သူ AC လေးပဲသူတော့ပြေးနေရချိုင်းမှာ Ruby DD ပြန်ပြီးတော့ဖြေးပြီးတော့ထိမိတာတည်းဒါပေမဲ့တစ်ဖက်မှာလည်း cycle ကတ်ထားတယ်အတူပဲ Ruby DD နေနေရုံးမထက်နိုင်အောင်ပဲသူအနေနဲ့ပြန်ပြီးတော့ပေးလိုက်ရပြီဗျာတစ်ဖက်မှာ Esmeralda လေးရီဆန်ရှင်းတောင်းယူပြန်ပြီးကြော်နိုင်နေတဲ့အနေအထားတစ်ခုမှာဒီတော့ကျွန်တော်တို့ပြန်ပြီးတော့ပေးရမယ်ထင်နေဗျာတိရဘာလို့လဲဆိုတော့ဒီဘက်က position တစ်ခုပြန်ပြီးတော့သွားလာတဲ့အနေအထားတစ်ခုပါတော့ဒါသူကဘလို့မှတော့မလွယ်တော့အဲ့တော့ဒီလောကတော့ပေးရတော့မှာသူတို့ game 3ပဲလုံး fast lock ရခဲ့ဆိုပြီးဒီချိန်မှာတော့ fast lock တော့ RQ တော့ပေးလိုက်ရပြီအဲ့တော့ R7 ကတော့တဲကိုလိုက်ချင်းတယ်နောက်မှ baby ပြန်ပြီးတော့ body ကူပေးထားတယ်သူပဲ R7 တန်းပြီးတော့ကတ်သွားခဲ့တာဗျအဲ့ HUK 4070ပြန်ပြီးတော့ဖြစ်သွားပြီဟုတ်တယ်ဒီမှာအဲ့လို R7 ကိုပြန်ပြီးတော့ဖြတ်ထားပေးတာကဒီ lot လာတဲ့အချိန်ကျရင်ပြန်ပြီးတော့ defend မှုတော့အကောင်းဆုံးအရာတစ်ခုလို့ပြောလို့ရတယ်အဲ့တော့8တော့ defend ပြီးကျွန်တော်တို့တစ်ယောက်က